အားလုံးပဲမင်္ဂလာပါတဟော်ရီပို့စတိုစာကြည့်တဲ့ချစ်ဖြူစောင်းဆိုင်နေကြိုဆိုပါရစေဒီနေ့ကကြတော့ကျွန်တော်တို့14ပေါ့နော်14ဂျွန်2026ပေါ့လေအဲ့တော့အသက်ရောက်တဲ့စာအုပ်တွေကျွန်တော်တို့စီမှာမိတ်ဆက်ပေးခြင်းတယ်ပေါ့နော်ရောက်တဲ့စာအုပ်လေးတွေအဲ့တော့ဒီစာအုပ်လေးကတော့ကလေးတွေအတွက်အင်္ဂလိပ်စာဆိုပြီးတော့ဆရာဆိုတန်းပေါ့နော်အခုအင်္ဂလိပ်စာနဲ့ပတ်သက်ပြီး update ဖြစ်တာတော့ဒေါက်တာဆိုတန်းပေါ့နော်ဆရာတော့ update အမြဲတမ်းဖြစ်ပါတယ်တစ်နှစ်ကိုလည်း2အုပ်လောက်3လောက်ထွက်တယ်နဲ့ပြောလို့ရမှာဗျဒီစာအုပ်လေးလည်းအသေးရောက်တယ်နောက်ပြီးတော့ဝင်းဖေရဲ့ဝတ္ထုတိုများပေါ့နော်ဒါလည်းပြန်ထွက်တာပါပြန်ထွက်တယ်ပေါ့နော်ဒါလည်းအမှန်ကြီးနားနေပြီးတော့ထွက်တဲ့စာအုပ်ပါစာဆိုတော့ဦးနုရဲ့ဘင်္ဂလားသွားမှတ်တမ်းနဲ့နော်ဒီဥစ္စာလေးကလည်းဈေးတော့ကြီးတယ်ဗျဒါပေါ့နော်ဒါမျိုးကြီးနဲ့သူ့ရဲ့အမေရန်နေရများနော်ဒီစာအုပ်လေးလည်းရောက်တယ်နောက်တစ်ခုကကြတော့ကိုတုကိုချင်းအောင်မြင်ရေးတဲ့ကဘာကျော်စာအုပ်25အနက်ဖွင့်ဥပမာပေါ့နော်ဒီစာအုပ်တွေဆိုတော်တော်များရင်းနှီးကြလိမ့်မယ်နော်နောက်ပိုင်းဘာသာပြန်တာဒီစာအုပ်တွေဟာတော်တော်များပြန်ပြီးလို့ပြောလို့ရနော်ဒီက deep water တို့နော် atomic habit တို့ 7 habit for highly affected people တို့နော်ဒီတော်တော်များခြားတဲ့ဟာတွေပြန်လာရှိရနော်ဒါဆိုကိစ္စချင်းလူပညာပေါ့လေဒီစာအုပ်တွေတဲ့ဒါတွေအကုန်လုံးကိုသူကအနှစ်ချုပ်လို့ပြောလို့ရပါတော့။ online ကိုတောင်ပဲဆရာ online ကိုတောင်ပဲ atomic habit ကိုဘာသာပြန်တာရှိတယ်။ပေါ့လေနော်ဒါဆိုချမ်းမြေဝင်ဘာသာပြန်အဲ့လိုပေါ့နော်။ဒီဥစ္စာအနှစ်ချုပ်ဆိုတော့25အောက်လုံးအနှစ်ချုပ်ပေါ့နော်သူပြောပေးထားတာပေါ့နော်။အဲ့တော့ဆင်းရဲပြပြချမ်းသာပြီးတော့ပါတယ်သူကျွန်တော်ဟိုတနေ့ကနည်းဖတ်လိုက်သေးတယ်။အဲ့တော့ဒီကနဲ့ကြည်ရတာလည်းပါတယ်နော်။အဲ့တော့ဒီအနှစ်ချုပ်ပေါ့လေနော်ဒီစာအုပ်အနှစ်ချုပ်ဆိုတော့ဒါလည်းဆိုးပေါ့နော်တခြားဟာတွေကိုအနှစ်ချုပ်ပါပြန်လာဆိုတော့အဲ့တော့အဲ့ဒါ25ဟုတ်ကို25ရဲ့အနက်ဖွင့်ဆိုတော့အဆင်ပြေပေါ့လေကျွန်တော်နည်းနည်းတော့ဖတ်ကြည့်ပြီးပါတယ်ဒါကတော့အထာကြဘဝနေနီးဒါလည်းအစ်စ်ပါပေါ့နော်ဒီဘာသာပြန်ပေါ့ Robert Greene ရဲ့စာအုပ်ပေါ့လေဒီထဲမှာတော့ပါမှာမသိဘူးထားပါတော့အဲ့တော့ဒီစာအုပ်လေးရောက်တယ်ဒါကတော့ရှုံးသွားရင်တော့နိုင်နေမဲ့အလုပ်လုပ်ပါဒေါက်တာဖြိုးပိုင်ရဲ့စာအုပ်ပေါ့လေဈေးတော့များပါတယ်ဈေးများပါတယ်သူစာအုပ်တွေသိရတဲ့အတိုင်းပဲဈေးများတယ်ဒါပေမဲ့လည်းသူပြည့်တဲ့နဲ့သူရှိတယ်ဆိုတော့ဒီစာအုပ်လေးလာမေးရလူလည်းရှိရပေါ့လေနော်အဲ့တော့ဒီစာအုပ်လေးမေးတာအဲ့တယောက်ကိုကျွန်တော်ရှာတာမတွေ့တော့လို့ဗျဒီစာအုပ်လေးရောက်တယ်ဆိုတော့အကြောင်းပြောချင်ပါတယ်နောက်ပြီးတော့တာယာရွှေပြည်လှသမိန်ဒီဥစ္စာလည်းအသက်ဖြစ်ဖို့တော့များတယ်ဒါဒုတိယအချိန်ပေါ့နော်စိတ်ကူးတိုက်ထုတ်ပါဒါလေးမေးရလို့ရှိလို့ကျွန်တော်မှားလိုက်တာပေါ့နောက်တစ်ခုကတဲ့မူရကာမီရဲ့စာအုပ်ကမူရကာမီကဒီလိုမျိုးမရေးဘူးပေါ့လေအခု sponic ချစ်တယ်ဆိုပြီးတော့ရေးတယ် sweet heart ပေါ့နော်အဲ့ဒီစာလေးအသက်ရောက်တယ်သူ့ရဲ့ပုံစံသက်လို့ပြောလို့ရတယ်လို့ပြောတယ်ကျွန်တော်တို့မဖတ်ကြည့်ရသေးပါဘူးနော်နောက်တစ်ခုကကြတော့မိုးညအိမ်မက်ဖြူပါမိုးညအိမ်မက်ဖြူတက္ကသိုလ်ပုံနာရဲ့စာအုပ်လေးခန့်ကိုကြီးပြန်ထုတ်ပါတယ်ဒီပုံစံဒီဇိုင်းပုံစံလေးနဲ့ပေါ့လေနော်ဒါတော့ကောက်ရဲ့မိတ်ဆက်ထားတဲ့စာအုပ်ပါမော်ဖင်အတားရဲ့နောက်တဲ့အစ်စ်ကိုပြောပါဆိုရင်ဒီမှာပြတ်သုံးလူနေနော်ဒီစာအုပ်လေးကျွန်တော်စီရောက်ပါတယ်အစ်စ်ပါပေါ့နော်နောက်ကမိုးရီရွာလိုက်တိတ်လိုက်ကဘာမှာဆရာမိုးစော်ရဲ့ကြပြဆရာစာအုပ်ကြပြဆရာလို့ပဲသိတာပေါ့လေသူစကားပြည့်ရေးတယ်အခြားပထမဆုံးကလည်းဒီမိုးပါဆိုလည်းပဲမိုးနဲ့ပတ်သက်ပြီးတော့နော်ဒီတန်းကြီးရပဲထုတ်တာပါတောက်ထွက်တဲ့ဒီဆောင်းပါးတွေစုပြီးတော့ပေါ့နော်အခုလည်းဒီဥစ္စာလေးပြန်ပြီးတော့နောက်တစ်တောက်ပေါ့နော်ထပ်ထွက်လာတယ်ပေါ့လေဆရာမိုးစော်ရဲ့ကြပြပေါ့နောက်တစ်ခုကဒါတော့မိတ်ဆက်ပြီးပြီနော်အတ္တစီဒီစာအုပ်လေးကတပ်ပိုင်ဘာသာပြန်တဲ့စာအုပ်လေးခန့်ကိုဝေးတိုက်ထုတ်ပေါ့လေအဲ့တော့ကျွန်တော်စီမှာရောက်တဲ့စာအုပ်တွေလေးတွေကိုမိတ်ဆက်ပေးတာပါပြီးခဲ့တဲ့တစ်ခေါက်ကမတည့်ရသေးပေါ့လေအဲ့တော့စာအုပ်တွေကတော့တည့်ရတိုင်းပဲရှိပါတယ်ကျွန်တော်တို့တစ်ဘက်မှာဆိုစာရေးဆရာမတွေပေါ့လေဟိုဘက်မှာချမ်းမှာဆိုရင်စာရေးဆရာတွေဒီဘက်မှာကျတော့ဒီအောက်ထပ်ကတော့ဒီဘာသာပြန်စာအုပ်တွေပေါ့နော်ထော်တော်လောင်မမိုးသူလင်းအောင်မောင်တို့မောင်ထုံးသူတို့နှက်နွယ်တို့ပေါ့နော်ဆရာနှက်နွယ်တို့ဒီဘောကကျတော့အတွေးခေါ်ပါနဲ့ပတ်သက်တဲ့စာအုပ်လေးပေါ့လေနော်အဲ့လိုမျိုးစာအုပ်လေးတွေထည့်ထားတယ်ဟ
ဟိုအရှိမှလည်းဆရာမြတ်တဲ့နေ့ရှိမယ်နိုင်ငံရေးစာပေလေးရှိမယ်โอเคအဲ့တော့ကျွန်တော်ရှိမှာစာအုပ်တွေမှာယူအားပေးလို့ရပါတယ်ကျေးဇူးတင်ပါတယ်ခင်ဗျအားလုံးကိုတာဟော်ဟီပို့စတိုကနေပြီးတော့ကျေးဇူးတင်ပါတယ်